တနစ်ပတ်လုံးမှာ365ရက်ရှိပြီမဲ့ဒီ365ရက်ထဲမှာတရက်ထဲသာအထူးခံစားခွင့်ရရှိမယ် British Showcase HME အထူး promotion ပြပွဲ Apex Strategy Property မှာ organize လုပ်ပြီးတော့ကျွန်တော်တို့ price state မှာ co-sponsor အနေနဲ့ပူးပေါင်းပါဝင်ထားတဲ့ဒီ British Showcase HME ပြပွဲကြီးမှာဆိုရင်ကျွန်တော်တို့ရန်ကုန်မြို့မှာရှိတဲ့ condo တွေ mini condo တွေတိုက်ခန်းတွေပြီးတော့မှာကလောမြို့မှာရှိတဲ့နံပါတ်ကြီး Luxury Villa project တစ်ခုဖြစ်တဲ့ The Grand Garden Residence နဲ့ Maple Cafe Villa တို့ကိုပါပြသပြီးရောင်းချပေးသွားမှာဖြစ်ပါတယ်ဒီရောင်းပြပွဲမှာဝယ်ယူမယ်ဆိုရင်တော့လူချင်းမင်းတို့အနေနဲ့တစ်နှစ်ပတ်လုံးမှာတစ်ခါမှမပေးခဲ့ဘူးတဲ့အထူး special promotion တွေအထူး short sale တွေပြီးတော့ flexible payment plan တွေကိုခန်းစားဝင်ရရှိမှာဖြစ်ပါတယ်ဆိုတော့ဒီရောက်ပြပွဲမှာပါဝင်တဲ့ two special promotion တွေနဲ့ကိုနိုတွေရဲ့အကြောင်းကိုအသေးစိတ်လေ့လာကြည့်လိုက်အောင်လေတူးရဲ့တန်ရှင်းမှုတောင်ပေါ်ဒေသရဲ့အေးချမ်းမှုလူတိုင်းရဲ့အိမ်မက်မြို့တော်ဖြစ်တဲ့ကလောမြို့ရဲ့တင်ပင်လေတွေအစပြုရာနေရာမှာတည်ရှိနေတဲ့ The Grand Garden Residence The Grand Garden Residence ဆိုရင်ခိုင်မာတဲ့ကြောက်သားမြေပေါ်မှာတိစောက်ထားတာဖြစ်ပြီးတောင်ဆောင်ပေါ်မှာအမှုပညာဆန်းဆန်းတည်ရတော်ပြုကွန်းဆက်နဲ့ပုံဖော်ထားတာဖြစ်လို့အိမ်တိုင်းကနေ360ပြူကိုအပြည့်အဝရရှိစေမှာပဲဖြစ်ပါတယ်။ Luxury နဲ့ Nature ပေါင်းစပ်ထားတဲ့ဒီ project လေးကိုတော့ 1+1 promotion item အပြင်တကားမှမလျှော့ဘူးသေးတဲ့ဈေးနှုန်းတကားမှမပေးဘူးသေးတဲ့ flexible payment plan တွေနဲ့အတူရောင်းချပေးအောင်ဖြစ်တာကြောင့်ရင်ခုန်စွာနဲ့လာရောက်ဝယ်ယူဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကလောမျိုး9ရက်ကွာနှစ်တရာထင်ရှုတော့အနီး Lavender Hill Villa Project ဘေးကရမှာတည်ရှိနေတဲ့ Maple Campaign Villa Vacation ပိုက်ပြရစီမဲ့ဒီခေါင်မိုးချွန်အိမ်လေးတွေကိုလည်းတကားမှမလျှော့ဘူးသေးတဲ့ဈေးနှုန်းတကားမှမပေးဘူးသေးတဲ့ flexible payment plan တွေအပြင်မြစ်တာလက်ဆောင်တွေနဲ့ Apple device 3ခုကိုလည်းကန်ဆန်းခွင့်ရရှိမှာပဲဖြစ်ပါတယ်ရွှေရတနာမြန်မာ construction ရဲ့ 0% down payment promotionဆောင်းလုံးနေတဲ့တိုက်တဲ့အများကြီးတွေကမှလက်တာမြို့ရဲ့စိတ်ညစ်တဲ့လမ်းဖြစ်တဲ့ဆက်မွတ်နှစ်လမ်းမှာမိသားစုကြည်ဝန်းနေလို့ရတဲ့ square feet 1800ကျယ်ဝန်းနဲ့အခန်းကျယ်ကွန်ဒိုနဲ့တောင်ကလာပါမြို့နယ်ဂယုဏလေးလမ်းမှာတည်ရှိတဲ့ကျိုပွိုက်တိုက်ခန်းတွေကို 0% down payment နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုမြို့နယ်ရဲ့ဘုံမှုပါထူးနဲ့ပြည်တော်စုလမ်းမှာလမ်းစုံနဲ့အချက်ချတဲ့နေရာမှာထဲဝါစွာထပ်ပေါ်လာမယ်မဟာ construction ရဲ့ classic လက်ရာတစ်ခုဖြစ်တဲ့ဘာဒူဂျီ classic ကွန်ဒိုပေ20-60မြေကွက်တစ်ခွက်ကိုချက်သိန်းပေါင်းတောင်းချီပြီးပေးနေရတဲ့ခုလိုနေရာမျိုးမှာမြေကွက်တစ်ခွက်လိုအကျယ်ဝန်းတဲ့အပြင်ကားပါကင်24 hour lift အိမ်ခန်းတွင်အဲကွန်ပါကီပါခင်းပေးရမယ့်ဒီကွန်ဒိုကြီးကို 0% down payment ကနေဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်လူချင်းမင်းရဲ့ address ကလူချင်းမင်းကို define လုပ်ပါတယ်အင်းရရိတ်တာလမ်းလိုမျိုးနေရာမှာပေ40-60မြေကွက်အကျယ်နဲ့နေရမယ်ဒီကွန်ဒိုကြီးဟာဆိုရင်လေအံ့ဩစရာကောင်းလာတဲ့ဈေးနှုန်းဖြစ်တဲ့တပေပတ်လေကို9သိန်းဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်တယ်လို့နောက်တစ်ခုမျိုးနဲ့ယူနိုင်းရက်ကွက်နဲ့တောင်းကလာပါမျိုးနဲ့ရဲသနာလမ်းမှာကြောကမှာတည်ရှိနေတဲ့ကားပါကင်ပါဝင်တဲ့ကွန်ဒိုအခန်းကျယ်တွေဖြစ်ကြတဲ့ Gosus 1နဲ့ Gosus 2ကိုလည်းတခါမှမလျှော့ဘူးသေးတဲ့စေတခါမှမပေးဘူးတဲ့ flexible payment plan တွေနဲ့ပြပွဲတွင်းမှာရောင်းချပေးတော့မှာပဲဖြစ်ပါတယ်။နောက်မှဝယ်မယ်ဆိုတဲ့စကားတစ်ခုကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာအကောင်းဆုံးဆိုတဲ့အခွင့်အရေးတွေကိုဘယ်နှချိန်လောက်လက်လွတ်ခဲ့ရပြီလဲ။ဒီလိုထပ်ဖြစ်ဖို့အတွက်ကျွန်တော်တို့365ရက်လုံးမှာတရက်ထဲပဲအထူးခံစားခွင့်ပေးရမယ်။ British Showcase ရောင်းပြပွဲကြီးကိုဆက်တက်ရောက်ဖို့အတွက်အားလုံးကိုအကြံပြုတိုက်တွန်းလုပ်ပါတယ်။ဒီရောင်းပြပွဲကြီးကိုတော့ကျွန်တော်တို့လာမယ့်မေလ23ရက်နေ့မှာတရက်ထဲတိုင်ကျင်းပပြုလုပ်ပြီးသွားမှာဖြစ်ပြီးတော့ကျင်းပပြုလုပ်ပြီးသွားမှာရှင်ကတော့မနက်7:00နာရီမှညနေ9:00နာရီထိဖြစ်ပါတယ်။ရောင်းပြပွဲကျင်းပပြုလုပ်မယ့်နေရာကတော့ကျွန်တော် Novotel Hotel ရဲ့ Eureka Ballroom မှာဖြစ်ပါတယ်။ဒီရောင်းပြပွဲတွေမှာအားလုံးကိုစုံတွေ့ရမယ်လို့မျှော်လင့်ပါတယ်